きですこの前のドスコイアヤニハကိုလုံးအနေငယ်ဖွားတော်လဲတတိနဲ့မျိုးလင်းချက်အဖြစ်ရှိတဲ့မင်္ဂလေးတူပါသူမဟာနိရှေလများသဘောကျနေခဲ့တဲ့ဟာယာတူကိုသူမရဲ့ခန်းစားချက်တွေကိုဖွင့်ပြဖို့တတိမွေးခဲ့ပါတယ်ဟာယာတူဟာတခါကပြုတ်ကျလာတဲ့ဗုဒ္ဓရုပ်ပွားတော်တဆူလက်ထဲကနေသူမကိုကေတင်ခဲ့ဖူးတာကြောင့်အဲ့ဒီအချိန်ကလေးကသူမရဲ့နှလုံးသားဟာသူ့အတွက်ပဲဖြစ်ခဲ့တာပါတုံရင်နေတဲ့လက်တစုံနဲ့သူမကိုယ်တိုင်လှုပ်ထားတဲ့ချောကလက်ဘူးလေးကိုပန်းပေးခဲ့ပေမဲ့ဟာယာတူကတော့ကျင်နာမှုပြမဲ့အစားနှာခေါင်းရှုံတဲ့အကြည့်နဲ့ကြည့်ခဲ့ပါတယ်ပြီးတော့ Blue Sky ဆိုတဲ့စကားတစ်ခုလေးနဲ့သူမရဲ့ကဘာကြီးကိုဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အဲ့ဒီစကလုံးဟာသူမရဲ့ခန္ဓာကိုယ်အရွယ်အစားကိုလောင်ပြောင်ဖို့ရည်ရွယ်တာပါလောင်ရည်တန်တွေနာကျင်မှုတွေနဲ့အရှိရမှုတွေဟာအာယာနီအတွက်အတော်လေးပြင်းထန်ခဲ့ပါတယ်သူမဟာအတင်းပြုတ်ပြဖို့ကြိုးစားခဲ့ပေမဲ့ရင်ထဲမှာတော့စိတ်အမောင်မှာကျူးပိတ်သွားခဲ့ရပါပြီ။ငွေချင်းတွေရဲ့အားပေးမှုဒါမှမဟုတ်သူမနိတက်တဲ့အိုက်ဒိုတွေရဲ့ဗီဒီယိုတွေကိုကြည့်ကြတော့အဲ့ဒီအချိန်ကနာကျင်မှုကိုမတက်တာစေခဲ့ပါဘူး။ဒီလိုနဲ့ဒီအသေးကွဲမှုကနေပဲသူမရဲ့တကယ့်ခီးစဉ်ကစတင်ခဲ့ပါတော့တယ်။ယာမာနာရှီရဲ့ငင်းချမ်းတဲ့ကျေးလက်300လေးမှာအာယာနီဟာနေ့တိုင်းမိသားစုချာမှာအလုပ်လုပ်ရင်းစတင်တဲ့ရွှင်ပြင်းတဲ့စေကျော်တက်မင်းကလေးတူပါသူမရဲ့အချစ်ဆုံးတင်ငယ်ချင်းတွေဖြစ်တဲ့ရှီဟီရိုအာကီဟာဆွဲနဲ့ဟာရွန်တို့နဲ့ပဲအချင်းကုန်ဆုံးလက်ရှိပါတယ်သူတို့အားလုံးဟာသူတို့ကိုသူတို့ Fat 4လို့ခေါ်ကြပါတယ်ကျောင်းမှာတိတ်အာယုံစိုက်မခံရပေမဲ့သူတို့ရဲ့တန်ရုံးစင်ကခိုင်မာပြီးအမေတန်းတယောက်ကိုတယောက်ကာကွယ်ပေးကြပါတယ်ဒါပေမဲ့အာယာတူရဲ့လောင်ပြောင်မှုကိုခံရပြီးနောက်အာယာနီဟာတော်လေးအရှက်ရပြီးအဆက်ခွဲခဲ့ရပါတယ်သူမဟာကျောင်းအိမ်သားထဲပြေးဝင်ပြီးပုံအောင်နေခဲ့တယ်အဲ့ဒီအချိန်မှာရှီဟီရိုကအကြံတစ်တစ်ခုပေးခဲ့ပါတယ်သူကျိုကိုတွားပြီးအလှပရေးရာကိုထုံတစ်ခုအယူဖို့ပါအစပိုင်းမှာအာယာနီကအဆင်ပြေပါမလားလို့မဝင်မရဲဖြစ်နေပေမဲ့ချီဟီရိုရဲ့တိုက်တွန်းမှုကြောင့်ဘောတူခဲ့ပါတယ်။စတိုင်ကြတဲ့ကာရာတာပိုင်ဆိုင်တဲ့လူချူအလှပြင်ဆိုင်မှာအာယာနီဟာစိတ်လှုပ်ရှားပြီးနေရခက်တယ်လို့ခံစားရပါတယ်။သူမအဲ့ဒီနေရာနဲ့ထိုက်တန်ရဲ့လားလို့အန်ဒီယာဝင်နေမိပါတယ်။ဒါပေမဲ့ကာရာတာရဲ့ကျင်နာတဲ့စကလုံးတွေကသူမကိုစိတ်အေးလက်အေးဖြစ်စေခဲ့ပါတယ်။ပူထုံစတင်တာနဲ့အမျှအာယာနီဟာတကယ်အပြောင်းလဲဆိုတာရုပ်ရည်အတွင်အပြင်ထက်မိမိကိုယ်ကိုချစ်တတ်ဖို့ညှို့ချင်းတာဖြစ်ကြောင်းဘောပေါက်လာပါတယ်။တောင်းပြီးပြီးနေ့အနေငယ်ကြာတဲ့အခါအာယာနီဟာချောကလက်ကောင်းကောင်းတွေကြောင့်တော်ကြားတဲ့အီတလီနိုင်ငံမှာဘဝစာမျက်နှာတစ်ကိုစတင်ခဲ့ပါတယ်။သူမဟာဒေတာကန်ချောကလက်ဆိုင်တစ်ဆိုင်မှာအလုပ်ရပြီးနေ့တိုင်းရတာရှိတဲ့မုန့်တွေကိုမိဆန်းခွင့်ရခဲ့ပါတယ်ပထမဆုံးအချိန်အနေနဲ့သူမရဲ့ရုပ်ရည်ကိုလောင်ကျတယ်လို့ Blue Sky တို့လည်းမခေါ်ကြပါဘူးချိန်တီးမှာပဲသူမဟာ Makeup ပညာရှင် Fred နဲ့အတူအင်္ဂလိပ်တလုံးမှာအတူနေထိုင်ပြီးယောဂကျင့်တာကြီးသွားတာနဲ့ဦးပြီးလွတ်လပ်ဖို့ပါတဲ့လူနေမှုပုံစံကိုမိတ်ဆက်ပေးခဲ့ပါတယ်သူမရဲ့နေ့ရက်တွေဟာသူမနှစ်သက်တဲ့အရာတွေရတာရှိတဲ့ချောကလက်တွေငွေချင်းကောင်းတွေနဲ့အရင်ကမသိခဲ့ဖူးတဲ့ငင်းချမှုတွေနဲ့ပြည့်နေခဲ့ပါတယ်ဒါပေမဲ့အားလည်းရဲ့ခီးစဉ်တစ်ခုမှာအာယာနီဟာတက်စကီမတော်တဆဖြစ်ပြီးအတိမေ့မျောသွားခဲ့ပါတယ်ရတတပအနည်းငယ်ကြားတဲ့အခါသူမသတိရလာပြီးအစာရင်ခွဲစိမှုလုပ်ဖို့လိုအပ်ကြောင်းသိရပါတယ်အဲ့ဒီခွဲစိမှုကြောင့်သူမဟာဝိတ္တရအမြန်ကျသွားပြီးစားတော့ပြက်ကမိမိရဲ့ခန္ဓာကိုယ်ကိုတောင်သစိမ့်လိုခံစားရပါတော့တယ်ဆရာဝန်တွေကသူမပူကြီးကောင်းလာပြီလို့ပြောကြပေမဲ့အယာနီကတော့လမ်းပြောင်းနေတယ်လို့ခံစားရပါတယ်သူမကိုသူမပြန်မမှတ်မိတော့တာကြောင့်ပန်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီသားစုဝင်တွေရောသူမကိုယ်တိုင်ရောစိုးရိမ်နေကြပါတယ်ခန္ဓာကိုယ်အစ်စ်နဲ့ဘဝဟောင်းကိုပြန်ရင်ဆိုင်ဖို့ဆိုတာလွယ်ကူလာပါဘူးဒီစိတ်မှာသူမရဲ့ငယ်ချင်း၃ယောက်ကလာကြိုကြပါတယ်အစပိုင်းမှာသူတို့စီလျှောက်လေတဲ့တွေ့ရတဲ့မင်းကလေးကိုသူတို့မမှတ်မိကြပါဘူးဒါပေမဲ့သူမစကားပြောလိုက်တဲ့အခါသူတို့မြင်တတ်သွားကြပါတယ်အတန်ကတော့အယာနီရဲ့အတန်ဖြစ်နေပေမဲ့ဂျာနဲ့အရာအားလုံးကပြောင်းလဲသွားခဲ့ပါပြီ။နောက်ပိုင်းကဖေးတစ်ခုမှာအယာနီဟာစားအတော့ကိုအနည်းငယ်ပဲစားပါတယ်။သူမရဲ့တငယ်ချင်းတွေကနားမလည်နိုင်ပဲကြည့်နေကြပါတယ်။အရင်ကသူတို့တည်တဲ့မင်းကလေးဆိုရင်ပကံပြားတွေကအကုန်ကုန်အောင်စားမှာပါ။ရှီဟီရိုကအယာနီရဲ့ဘဝဘလောက်တောင်ပြောင်းလဲသွားပြီလဲဆိုတာသဘောပေါက်သွားပြီးအနာလိုစိတ်လေးတဖြည်းဖြည်းဝင်လာပါတယ်။ဖူချူကိုပြန်ရောက်လာတဲ့အခါအယာနီဘယ်မှာတေးရမှမသိချပါဘူး။မိဘတွေကအိမ်လာဖို့ဖိတ်ခေါ်ပေမဲ့မိသားစုချံကိုအခုသူမရဲ့အကိုနဲ့မကြီးကစီမံနေကြတာပါ။ဝန်ချုပ်မပိုးမဖြစ်ချင်တာကြောင့်သူမတွန့်ဆုတ်နေမိတယ်။အဲ့ဒီအချိန်မှာရှီဟီရိုကအာယာနီရဲ့အခက်အခဲကိုသတိထားမိပြီးသူမရဲ့အလုပ်ခွင်ဖြစ်တဲ့ Happy Like Ayama ဆိုတဲ့ကုထုံအလှပြင်ဆိုင်ကိုခေါ်သွားပါတယ်။အဲ့ဒီမှာအာယာနီဟာသူမကိုယုံကြည်မှုတိဆောက်ပေးဖူးတဲ့အဆိုင်ရှင်ကာတာယာနဲ့ပြန်ဆုံပါတယ်။ကာတာယာဟာအာယာနီဘလောက်တောင်ပြောင်းလဲသွားပြီလဲဆိုတာကိုသိပြီးမြင်တတ်သွားပါတယ်။စပိုင်းမှာသူမကိုမမြင်နိုင်လောက်အောင်ပါပဲ။ဒါပေမဲ့ရှီဟီရိုကအာယာနီဟာအရင်ကဂျပန်ရဲ့ထိပ်တန်းနွားနို့ညစ်သမားဖြစ်ခဲ့ကြောင်းရှင်းပြပါတယ်။သူမရဲ့လက်အစုံဟာတကယ့်ကိုအစွမ်းထက်ပါတယ်။အဲ့ဒီလက်အစုံဟာကုထုံမှာလည်းကြီးမားတဲ့ကုသမှုကိုပေးနိုင်လိမ့်မယ်လို့သူမယုံကြည်ပါတယ်။အာယာနီကတော့ဘာမှမပြောဘဲမဝင်မရဲဖြစ်နေပေမဲ့ကာယာတာကတော့သူမစီကအရေးအချင်းတစ်ခုကိုခံစားမိပါတယ်။ဆိုင်ကလာရောက်တဲ့အရေးကြီးဖောက်တွေဟာလူ့အချက်ကိုတန်ဖိုးထားကြပြီးအာယာနီဟာတည်ငြိမ်ပါတယ်။နူးညံ့တဲ့ချီထွေးမှုဟာသူတို့လိုအပ်နေတဲ့အရာဖြစ်နေပါတယ်။ဒါကြောင့်အာယာနီကိုအလုတ်တင်အဖြစ်ကန့်လန့်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့အင်ကိုဗီဇတွေပြန်ပေါ်လာပါတယ်။ထန်ထဲမှာညရှေလာများအလုတ်လုပ်ခဲ့တာကသူမရဲ့လက်အစုံကိုနူးညံ့ပြော့ပြောင်းစေဖို့လက်ကျင့်ပေးခဲ့တာပါ။ကြာခင်မှာပဲဖောက်တွေတွေကသူမကိုဖျားခင်ရဲ့လက်အစုံလို့ပေါ်လာကြပါတယ်။ဘဝမှာပြောင်းလဲမှုတွေရှိခဲ့ပေမဲ့အာယာနီဟာချောကလက်တုံးကိုအမြဲအိတ်က
ထဲဆောင်းထားလေရှိပါတယ်စားဖို့မဟုတ်ပဲသူမဘေးကလာတယ်လေဆိုတာကိုသတိရဖို့ပါဒီနေ့မွန်းလွဲပိုင်းမှာဘာသာယာကသူမလက်တံရရနေတာကြောင့်အရေးကြီးတဲ့ဖောက်တွေတယောက်အတွက်ဤတကိုထုံတစ်ခုကိုအာယာနီကိုကင်တွယ်ဖို့တောင်းဆိုပါတယ်အာယာနီနာမီကိုမြင်လိုက်တဲ့အခါမင်းတက်သွားပါတယ်အဲ့ဒါကတော့သူမနိရှေလများအိုက်ဒေါဖြစ်တဲ့တာကိုမီမီနာတူပါဒါဟာကြီးမားတဲ့အခိုက်အတန့်ပါပဲဒါဟာအာယာနီအတွက်အမျိုးသားတယောက်ကိုပထမဆုံးအကြိမ်ကုထုံးပေးတာဖြစ်ပြီးတာမန်လိုမဟုတ်ပဲသူမနှိပေါင်းများစွာအားကျခဲ့ရတဲ့အမျိုးသားဖြစ်နေပါတယ်စိတ်လှုပ်ရှားနေပေမဲ့စိတ်ပိုင်းဖြစ်ပြီးကုထုံးကိုဆက်လုပ်ခဲ့ပါတယ်ကုထုံးကဒီမှမထားပဲအဆင်ပြေသွားပြီးတာကိုမီကအတော်လေးသဘောကျသွားတာကြောင့်နောက်တစ်ချိန်ကုထုံးအတွက်ချက်ချင်းပြန်တောင်းဆိုခဲ့ပါတယ်အဲ့ဒီညနောက်ပိုင်းမှာအာယာနီကသူမရဲ့တေးကိုခန်းကိုပြန်ရောက်တဲ့အခါမျောလင့်ထားတဲ့ဧည့်သည်တယောက်ကိုတွေ့လဲရပါတယ်ထရက်ကအီတလီကနေသူမကိုမပြောပဲပြန်တန်းလာတာပါသူကလာလေတာတင်မကပဲတာကိုမီမီနာတူရဲ့ဖြိုဖေပွဲကိုကြည့်ဖို့ဂျပန်ကိုအရောက်လာခဲ့တာပါသူဟာတာကိုမီရဲ့တကယ်ပရိသတ်ကြီးဖြစ်ပြီးအခိုက်အတန့်တိုင်းကိုပျော်ပျော်ပါးပါးတန်းချင်ကြောင်းဂုဏ်ယူစွာဝန်ခံခဲ့ပါတယ်နောက်တစ်နေ့မှာတာကိုမီကနောက်ထပ်ကုထုံးတစ်ခုအတွက်ပြန်လာပါတယ်ကုထုံးပြီးတဲ့အခါသူကအာယာနီကိုသူမရဲ့အားလိုက်ရက်မှာညစာသူစားဖို့ဖိတ်ခေါ်ပါတယ်။စပိုင်းမှာသူမကသူတကယ်ပြောတာလားဆိုတာမသိချပေမဲ့သူကအတင်းအကျပ်ပြောပြီးဒိတ်လောက်တာလို့တောင်ခေါ်လိုက်တဲ့အခါအချိန်နဲ့နေရာကိုတမလိုက်ပါတယ်။အာယာနီစိုးရင်စိတ်ဝင်လာပါတယ်။သူမတခါမှဒိတ်မလုပ်ဘူးသလိုအထူးသဖြင့်သူ့လူမျိုးနဲ့ပေါ့။ဒါအပြင်သူမရဲ့ဝတ်စုံတွေကလည်းနွားနိုညစ်တဲ့ဝတ်စုံတွေနဲ့အင်းငယ်ရင်းဝတ်စုံတွေပဲများပါတယ်။သူမဒိတ်ကိုဖျက်သိမ်းဖို့တကယ်စဉ်းစားနေမိတယ်။အဲ့ဒီအချိန်မှာ Fred ကသူမရဲ့စိုးရင်မှုကိုသတိထားမိပါတယ်။ဘာမှအကြီးကျယ်မဟုတ်ပဲသူကကိုကြီးဖို့ဝင်လာပါတယ်။သူကသူမကိုပြည့်စုံနေဖို့မလိုပဲအတိရှိသွားဖို့ပဲလူအကြောင်းပြောပါတယ်နောက်ထပ်ရှင်းပြစရာမလိုပဲ Fred ကအလုပ်စားလုပ်ပါတော့တယ်သူကဝတ်စုံတစ်ခုရွေးချယ်ပေးပြီး Sabin Style နဲ့ make up ကိုလုပ်ပေးပါတယ်သူပြီးသွားတဲ့အခါအာယာနီဟာလူတစ်ယောက်လိုဖြစ်နေပါပြီသူမထွက်သွားတဲ့အခါ Fred ကိုကျေးဇူးတင်ပေမဲ့ဘယ်သူနဲ့တွေ့မယ်ဆိုတာကိုတော့မပြောခဲ့ပါဘူးအာယာနီဟာတာကူမီပြောတဲ့အတိုင်းထိုင်အနီးကအများသုံးလေကချစ်တွေစီရောက်လာပါတယ်။သူမစိတ်လှုပ်ရှားစွာစောင့်နေမိပြီးသူနောက်နေတာများလားလို့တွေးနေမိတယ်။အဲ့ဒီနောက်တာကူမီပေါ်လာပါတယ်။သူတို့အတူတူလမ်းလျှောက်ထွက်ကြပြီးအာယာနီကတခြားလူတွေဘာတွေးမလဲစိုးရိမ်တာကြောင့်ခက်ခွာခွာနေဖို့ကြိုးစားပါတယ်။ဒါပေမဲ့တာကူမီကသူမရဲ့လက်ကိုဆွဲကင်လိုက်ပြီးသူကအတွင်အပြင်ကိုဂရုမစိုက်ကြောင်ပြသခဲ့ပါတယ်။စားတော့ဆိုင်ကဆန်းပြပြီးလှပပါတယ်။အာယာနီအောင့်အော်သွားပြီးခဏတော့အိမ်မက်လိုခံစားရပါတယ်။ရုတ်တရက် line ပိုကိုဂိမ်းကနေ notification တစ်ခုတက်လာပါတယ်။သူမစီကလို့ထင်ခဲ့ပေမဲ့တကယ်တော့တာကူမီစီကပါ။သူတို့နှစ်ယောက်လုံးဂိမ်းတစ်ခုတည်းကစားနေကြတာကိုကြီးလိုက်တဲ့အခါရေမောမိကြတယ်။တာကူမီကသူမရဲ့ဂိမ်းအဆင့် level 900ကိုတွေ့တဲ့အခါအထင်ကြီးသွားပါတယ်။သူတို့ act ထဲမှာတကယ်ချင်းအဖြစ်တက်လိုက်ကြပြီးတာကူမီကသူမစီကိုတလတ်ပို့ရင်သူမကိုပြန်တွေ့ချင်တယ်လို့အတိတ်ပဲရကြောင်းပြောပါတယ်။ကျန်တဲ့ညတစ်ဝက်ကတော့အစဉ်ပြေချောမွေ့စွာဖြတ်တန်းသွားပါတယ်။သူတို့နောက်ပြောင်နေကြပုံပြင်တွေဝေမျှကြပြီးစိတ်အဲလက်အဲရှိကြပါတယ်။ပထမဆုံးအချိန်အနေနဲ့အာယာနီဟာပရိသတ်တယောက်ဒါမှမဟုတ်ပြင်သစ်လူတယောက်မဟုတ်တော့ပါဘူး။သူမဟာရိုးရိုးရှင်းရှင်းသူမကိုယ်တိုင်ဖြစ်နေပြီးတကယ်ပဲအတိအမှတ်ပြုခံထားရတယ်လို့ခံစားရပါတယ်။ညစာစားပြီးနောက်အာယာနီမတိအချာသလိုခံစားရစေပါ။သူမကတာကိုမီလူမျိုးကသူမလူမျိုးကိုဘာလို့လိမ့်လို့ဖို့ဖိခေါ်ရတယ်လဲပြီးနေမိပါတယ်။ဒါပေမဲ့တာကိုမီကသူမကိုတာစီပြီးမိမိကိုတန်တရားမဝင်ဖို့ပြောပါတယ်။သူ့အတွက်တော့သူတို့အတူတူရှိခဲ့တဲ့အချိန်ကတိုက်ဆိုင်မှုမဟုတ်ပါဘူး။အတိတ်ပဲရှိပါတယ်။အဲ့ဒီညမှာအာယာနီကသူမရဲ့တေးကိုခန်းကိုပြုံးလေးပဲပြန်လျှောက်လာပါတယ်။ညစာစားခဲ့တဲ့အမတ်တရားတွေကိုပြန်တွေးနေမိတုန်းပါ။သူမကတာကိုမီသူမကိုဘယ်လိုကြည့်ခဲ့တယ်လဲ။သူဘာတွေပြောခဲ့တယ်လဲဆိုတာကိုပြန်တွေးနေမိတယ်။ Fred ကသူမကိုတေချာကြည့်နေပါတယ်။သူဘာမဲကိုမှမမင်းပေမဲ့ခုပြောင်းလဲသွားပြီဆိုတာသူပြောနိုင်ပါတယ်။အာယာနီကပူပြီးပို့ပါပျော်ရွှင်နေတယ်လို့ပါပဲ။နောက်တစ်နေ့မနေ့အာယာနီအလုပ်သွားတဲ့အခါသူမရဲ့ဖုန်းလိုင်းပိုကိုကနေ message တစ်ခုနဲ့တုံခါသွားပါတယ်။အဲ့ဒါကတာကိုမီစီကပါ။အဲ့ဒါကသူမကိုပြန်တွေ့ချင်တယ်လို့ပြောတဲ့နီလန်ပါ။အာယာနီရဲ့မျက်နှာဝင်းပသွားပြီးသူမဆိုင်ကိုရှောက်သွားတဲ့အခါအနည်းငယ်ပူပြီးလမ်းဆန်းပို့ပါနေတယ်လို့ခံစားရပါတယ်။အချိန်တီးမှာပဲ Happy Dikayama မှာကာယာတာကသူတို့ရဲ့ပုံမှန်ဖောက်တဲ့တူဖြစ်တဲ့ Mr. Yu Hama ရဲ့အသက်60ပြည့်မွေးနေ့ပါတီဖိတ်ကြားလွှာကိုလက်ခံရရှိပါတယ်။ဒါပေမဲ့သူမအိုဆာကာကိုခရီးသွားဖို့ရှိနေတာကြောင့်ကာယာတာမတက်ရောက်နိုင်ပါဘူး။သူမကအာယာနီကိုသူမကူစားသွားဖို့တောင်းဆိုပါတယ်။အစပိုင်းမှာအာယာနီစိတ်လှုပ်ရှားမိပါတယ်။အဲ့လိုဆန်းပြတဲ့ပွဲလမ်းတစ်ပင်ကိုတက်ရောက်ပြီးဆိုင်ကိုကူစားပြရမှာကကြောက်စရာကောင်းတယ်လို့ခံစားရပေမဲ့ကာယာတာက Mr. Yoko Hama ကသူမကိုတွေ့ရရင်ဝမ်းသာမှာဖြစ်ကြောင်းအာမခံပါတယ်။ဒါကြောင့်အာယာနီနောက်ဆုံးမှာသဘောတူခဲ့ပါတယ်။ရက်အနေငယ်ကြာတဲ့အခါအာယာနီဟာပါတီပွဲကိုလာပဝတ်ဆင်ပြီးရောက်လာပါတယ်။လူတွေကသူမကိုသတိထားမိကြပေမဲ့မမျှော်လင့်ပဲအခန်းတစ်ဖက်မှာသူမဟာအခုလက်ရှိနာမည်ကြီးမင်းသားဖြစ်နေတဲ့ရာတူမာပူချီကိုတွေ့လိုက်ရပါတယ်။သူ့ဘေးမှာရင်းနေတာကတော့မင်းသမီးအိုင်ဖူဂျီချီယိုဖြစ်ပြီးသူမကအာယာနီကိုတာကိုမီနဲ့ဆက်ဆက်မှုရှိတာကြောင့်မမိပုံရပါတယ်။ဆက်စုချင်းတဲ့ဖူဂျီချီယိုကအာယာနီစီချင်းကပ်လာပြီးဟာယာတူနဲ့သူမရဲ့ဆက်ဆံရဲ့အကြောင်းမြင်မြန်ပါတော့တယ်။အာယာနီကတော့သူမအကြောင်းကစီနီယာပဲဖြစ်ကြောင်းရှင်းလင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဖူဂျီချီယိုကအာယာနီဟာဟာယာတူကိုသူမပြောတာချက်ပိုပြီးအသိပဲရှိကြောင်းခံစားမိပါတယ်။နောက်ပိုင်း
ဖူဂျီရှီယိုကဟာယာတိုကိုနောက်ပြောင်ပြီးစကားပြောပါတယ်သူမကအာယာနီဟာအရင်ကသူ့ရဲ့ပြိတ္တဖြစ်ခဲ့ကြောင်းနဲ့တာကိုမီမီနာတိုကအခုသူမကိုအစွမ်းထက်တဲ့လက်တစုံနဲ့နတ်သမီးလို့ခေါ်ကြောင်းပြောပါတယ်ပြီးတော့သူမအတူတူလေးပြောပြီးထွက်သွားပါတယ်မကြခင်မှာပဲယာဟာတိုကရောက်လာပြီးအာယာနီကိုတီးတန့်စကားပြောဖို့တောင်းဆိုပါတယ်သူနဲ့အကူမီကအေဂျင်စီထဲကဖြစ်ကြောင်းပြောပါတယ်အကူမီကအတွေ့အကြုံပုံများပေမဲ့ဟာယာတိုကသူတင်ယူဆရာတွေအများကြီးရှိတဲ့ကြောင်းဝန်ခံပါတယ်အဲ့ဒီနောက်မမျော်လင့်ပဲဟာယာတိုကသူမတကယ်ပဲသူမရဲ့ပြိတ္တဖြစ်ခဲ့တာလားလို့မေးပါတယ်သူအထက်တန်းကျောင်းတုန်းကသူမကိုတခါမှတတိမထားမိကြောင်းဝန်ခံပါတယ်အာယာနီကတည်တည်ငြိမ်ငြိမ်ပဲရှိနေပြီးသူ့ကိုအဆင်မတူတာကြောင့်သူမမမိတာမဆန်းကြောင်းပြောပါတယ်ရုတ်တရက်ဟာယာတိုကသူ့ဝင်လာပြီးသူမကိုနားလိုက်ပါတယ်ဟာယာနီမြင်သက်သွားပြီးမလှုပ်ရှားနိုင်စကားမပြောနိုင်ဖြစ်သွားပါတယ်အဲ့ဒီအနန်းကသူမရဲ့ပထမအဆုံးအနန်းပါဟာယာနီပါတီပွဲကနေထွက်လာတဲ့အချိန်တာကိုမီကဖူဂျီရှီယိုနဲ့စကားပြောနေတာကိုတွေ့ရပါတယ်အဲ့ဒီမင်းကွေးကသူမကိုနေရခက်စေပါတယ်ခဏအကြာမှာ Miss Arso ကချင်းကလာပြီးတာကိုမီနဲ့ဖူဂျီရှီယိုတို့ကလိုက်ဖက်တဲ့ဇုံတွဲပုံစံပဲလို့မှတ်ချက်ချပါတယ်ပြီးတော့သူမကအာယာနီကိုအနာသိပ်မကဖို့တတိပေးပါတယ် Miss Arso ရဲ့အဆိုအရတာကိုမီမှာအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အသိရာဇဝင်ရှိပြီးလူတွေကိုအလွယ်တကူလေ့စားနိုင်တဲ့ဆွဲဆောင်မှုရှိတယ်လို့ဆိုပါတယ်အဲ့ဒီညနောက်ပိုင်းအာယာနီပါတီပွဲကနေထွက်ဖို့ပြင်ဆင်နေတော့ Miss Yokohama ကသူမကိုလိုက်ပို့ဖို့ကမ်းလှမ်းပါတယ်သူမတွန့်ဆုတ်နေပေမဲ့သဘောတူခဲ့ပါတယ်လက်လေကားထဲမှာသူ့ကိုရင်ရင်ကြေးကြေးလက်ဆောင်တစ်ခုကမ်းပေးပေမဲ့ Mr. Yokohama ကမဒီယိုကန်တဲ့အပြုတ်အမူတွေလုပ်လာပါတယ်ခြေအနေတွေပုံမဆိုးလာခင်မှာသူ့ဇနီး Miss Moko ပေါ်လာပါတယ်သူမမှာတန်တရားစိတ်တွေရှိနေခဲ့ပြီးနောက်ဆုံးမှာသူမခင်ပွန်းစီးကြော်နေတာကိုလက်ပူးလက်ကပ်မိသွားခဲ့ပါတယ်နောက်တစ်နေ့အာယာနီအလုတ်ကိုစိတ်တကြနဲ့ရောက်လာပါတယ်။တာကိုမီကရေးစားရှိနေပြီဆိုတဲ့ကိုလာဟာလာတွေကသူမကိုအတော်လေးစိတ်ကလေးစေပါတယ်။အဲ့ဒီနောက်ဟာယာတိုပေါ်လာပြီးတာကိုမီကသူမကိုစားလုံးမှာဖြစ်ကြောင်းပြောပါတယ်။ဟာယာတိုကအာယိုနီကိုညှစ်သက်ကြောင်းဝန်ခံပြီးသူမကိုနောက်ထပ်နမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဘာမှမဖြစ်လာခင်မှာတာကိုမီလမ်းလျှောက်ဝင်သွားပြီးသူတို့နှစ်ယောက်စလုံးကိုအံ့ဩသွားစေပါတယ်။ဟာယာတိုက Miss Arso ကတာကိုမီအလုတ်ရှုပ်နေတာကြောင့်တောခိုင်းလိုက်တာဖြစ်ပြီးသူကူညီချင်ုံတတ်ပဲဖြစ်ကြောင်းအမြန်ရှင်းပြပါတယ်။တာကိုမီကဓာတ်ရိုက်ပဲပြောပါတယ်။သူကဖူဂျီရှီယိုနဲ့ဆက်ဆံရေးပြီးဆုံးသွားပြီဖြစ်ကြောင်းပြောပါတယ်။အာယာနီကိုအမှန်တမ်းပြောပြပြီးအရာအလုံးကိုရှင်းပြဖို့လာတာပါ။ချိန်တီးမှာပဲအာယာတိုနဲ့ဖူဂျီရှီယိုတို့ကအီတန်ဖုန်ခေါ်ပြောနေကြပြီးတာကိုမီနဲ့အာယာနီတို့ပူနီးဆက်လာတာကိုစိုးရိမ်နေကြပုံရပါတယ်။ရဲ့အနေငယ်ကြားတဲ့အခါတာကိုမီကအာယာနီကိုသူတို့ရဲ့ပထမအဆုံးညစာစားခဲ့တဲ့စားတော့ဆိုင်စီဖိတ်ခေါ်ပါတယ်။သူကဖူဂျီရှီယိုနဲ့ပတ်သက်တဲ့အတိတ်ကဖုံးကွယ်ခဲ့တဲ့အတွက်အောင်းပန်ပေမဲ့အာယာနီကအလွယ်တကူအလျှော့မပေးပါဘူး။သူမကိုတကယ်မသိကြောင်းသူမကပြီးဆုံးတဲ့အမျိုးသမီးတယောက်မဟုတ်ကြောင်းပြောပါတယ်။ရုတ်တရက်ဖူဂျီရှီယိုကဂျားဖြတ်ဝင်လာပြီးဟာယာနီကိုသူမရဲ့နာမည်ဟောင်းဖြစ်တဲ့လူစတိုင်းဆူကာခီယာတို့ခေါ်လိုက်ကအာယာနီမပြောင်းလဲခင်ကအပုံတပုံကိုပြသလိုက်ပါတယ်။အကူမီမြင်တတ်သွားပါတယ်။ပုံထဲကအမျိုးသမီးကသူ့ရှေ့မှာထိုင်နေတဲ့အာယာနီနဲ့ဘာမှမတူပါဘူး။အာယာနီဘာမှဖုံးကွယ်မထားပါဘူး။သူမဝိတ်ကြပြီးနောက်ဘဝဘလောက်တောင်ပြောင်းလဲသွားခဲ့တယ်လဲအခန်းထဲမှာပဲပုံနေတဲ့တနေ့လုံးဂိမ်းကစားရင်းမိမိကိုတန်ဖိုးမရှိဘူးလို့ခံစားခဲ့ရတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။နောက်ထပ်စကားတစ်ခုမှမပြောဘဲသူမထွက်သွားခဲ့ပါတယ်။အကူမီလိုက်ဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီ။ပါပရာစီတွေကသူတို့ကိုပြီးသွားပြီးအီတန်အခိုက်အတန့်ဖြစ်တဲ့အရာကိုမီဒီယာတွေကြားရုတ်တဲဖြစ်သွားစေပါတော့တယ်။အဲ့ဒီညအာယာနီအခန်းထဲကတယောက်တည်းငိုကြွေးနေခဲ့ပါတယ်။နောက်တစ်နေ့မနေ့လမ်းပေါ်မှာဆေကျော်တဲ့မိန်းကလေးနှစ်ယောက်ကသူမကိုရင်ဆိုင်ပြီးအကူမီနဲ့ဖူဂျီရှီတို့လမ်းခွဲရတာသူမအကြောင်းလို့အပြစ်တင်ကြပါတယ်။သူမဆိုင်ကိုရောက်တဲ့အခါတင်းထောက်တွေကစောင့်နေကြပြီးမိုက်ခရိုဖုန်းတွေနဲ့သူမရဲ့ပုဂ္ဂိုလ်ရဲ့ဘဝအကြောင်းမေးမြန်းပါတယ်။အထဲမှာဟာယာနီအလုပ်လုပ်ဖို့ကြိုးစားနေတော့တိုက်ရိုက်သတင်းစာရှင်းလင်းပွဲတစ်ခုကိုကြည့်နေမိတယ်။ဖူဂျီရှီယိုကမီဒီယာတွေကိုတာကိုမီနဲ့တွေ့ခဲ့တဲ့အမျိုးသမီးကငယ်ချင်းတက်ပဲဖြစ်ပြီးသူမကိုယ်တိုင်လည်းအဲ့ဒီမှာရှိနေခဲ့ကြောင်းပြောပါတယ်။ဒါပေမဲ့မကြာခင်မှာပဲအမှန်တရားပေါ်လာပါတယ်။ပုံထဲကအမျိုးသမီးကဖူဂျီရှီယိုမဟုတ်ပဲဟာယာတိုရဲ့ရီးစားဖြစ်နေပါတယ်။ရုတ်တရက်ပြည်သူတွေကအရာအလုံးကိုတန်တရားဝင်လာကြပါတယ်။မကြာခင်မှာပဲဟာယာတိုရောက်လာပြီးမစ္စတာယူကိုဟာမာကဒီအချုပ်တော်ပေါ်အလုံးကိုစီစဉ်ခဲ့တာဖြစ်ကြောင်းဖော်ထုတ်ပါတယ်။အာယာအလုံးကိုပြုပြင်ဖို့အတွက်သူကဟာယာနီကိုတာကိုမီရဲ့ဂုံသတင်းကိုကာကွယ်ဖို့သူ့ရဲ့ရေးစားအဖြစ်ဟန်ဆောင်ဖို့ကြံပေးပါတယ်အထူးသဖြင့်တာကိုမီရဲ့ကြီးမားတဲ့ project တွေရှိနေတာကြောင့်ပါဒါပေမဲ့ဟာယာတိုကသူ့ရဲ့ပုံရိပ်ကိုကာကွယ်ဖို့တည်မကပဲသူ့ရဲ့ဇလန်းကိုတကယ်ဖြစ်စေချင်ကြောင်းနဲ့ဟာယာနီကိုဒီအရှုပ်ထွေးတွေကိုထားခဲ့ပြီးသူနဲ့အတူယာမာနာရှီကိုပြန်ဖို့တောင်းဆိုပါတယ်သူတို့လမ်းမှာဟိုတယ်တစ်ခုမှရက်ကြပါတယ်အဲ့ဒီအချိန်မှာဟာယာတိုကရုတ်တရက်ပြောင်းလဲသွားပါတယ်သူ့ရဲ့အပြုအမူကဟာယာနီကိုညင်သက်သွားစေတဲ့စီးတစ်ခုကိုကြော်သွားခဲ့ပါတယ်သူမကသူ့ကိုတွန်းထုတ်ပြီးရှင်းပြဖို့တောင်းဆိုခဲ့ကသူမကအလွယ်တကူကင်တွယ်လို့ရတဲ့လူမျိုးမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ဟိုတယ်အခန်းထဲမှာဟာယာတိုကဖူဂျီရှီယိုက
အာယာနီရဲ့အတိတ်အကြောင်းပြောပြခဲ့ကြောင်းဝန်ခံပါတယ်အာယာနီတခါကသူ့ကိုသဘောကျခဲ့တာကိုသူသဘောပေါက်လာခဲ့ပေမဲ့အဲ့ဒီအချိန်တုန်းကသူသတိမထားမိခဲ့ပါဘူးသူက Blue Sky ဆိုတဲ့နာမည်ပြောင်ကအရင်ကတော့အန်ဒီရမရှိတဲ့နောက်ပြောင်မှုလို့ထင်ခဲ့ပေမဲ့အခုတော့ရက်ဆက်တဲ့အတန်ထွက်နေကြောင်းဝန်ခံပါတယ်နောက်ဆုံးမှာဟာယာနီစကားပြောလာပါတယ်သူမဟာသူကတင်ခဲ့တဲ့အချိန်ကလေးကသူ့ကိုအားကျခဲ့ရကြောင်း Valentine chocolate တွေကိုသူ့အတွက်ပဲရည်ရွယ်ပြီးလုပ်ခဲ့ကြောင်းပြောပြပါတယ်ဒါပေမဲ့ဟာယာတူကသူမကိုသူစတိုင်းလို့ပထမအဆုံးဟိုခဲ့သူကသူဖြစ်ကြောင်းသတိပေးပါတယ်သူကကျောင်းမှာ chocolate တွေအများကြီးရခဲ့တာကြောင့်မင်းကလေးတိုင်းကိုမမှတ်မိနိုင်ကြောင်းသူတစ်ဖြင့်သူစိတ်မဝင်စားတဲ့မင်းကလေးတွေကိုပေါ့အဲ့ဒီနောက်သူကတာကိုမိကိုအယာနီနဲ့ဝေးဝေးနေစေဖို့သူ့ရဲ့တကယ့်စီမံကိန်းကိုဖော်ထုတ်ပါတယ်တာကိုမိကဖူဂျီရှီယူနဲ့ပြန်ဆုံစည်းဖို့မျှော်လင့်ခဲ့တာကြောင့်ဟာယာတူကအယာနီကိုသူ့အတွက်ပဲရစေဖို့ပါဒါကိုဒေါသထွက်မိတဲ့အယာနီကသူ့ကိုပါရက်လိုက်ပါတယ်သူမဟာတင်းပိုက်ရမယ့်ဆုလပ်တစ်ခုမဟုတ်ကြောင်းပြောပါတယ်နောက်ထပ်စကားတစ်ခုမှမပြောဘဲသူမလက်ထွက်ခဲ့ပြီးဟာယာတူကိုထားရစ်ခဲ့ပါတယ်အင်းအပြန်လမ်းမှာကားတစ်စီးပေါ်ကနေဗုဒ္ဓရုပ်ပွားတော်ဦးကောင်းတစ်ခုပြုတ်ကျလာပြီးအာယာနီကိုထိမှန်လို့ညီပါဖြစ်ခဲ့ပါတယ်အရင်နှစ်တွေကအတိုင်းပါပဲဒါပေမဲ့ဒီတစ်ခါမှာတော့ကာကိုမီအဲ့ဒီမှာရှိနေပါတယ်သူမဘေးကိုပြေးလာပြီးသူမကိုဘေးကင်းရစီဆွဲခေါ်ခဲ့ကအန်ဒီယေကနေကာကွယ်ပေးခဲ့ပါတယ်အုံလုံးနေစေဖြစ်တဲ့အာယာနီကကာကိုမီသူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားတော့မှုကြည့်လိုက်ပါတယ်သူမကိုပြန်တွေ့ရတာဘလောက်ဝမ်းသာကြောင်းနဲ့သူမရဲ့အတိတ်ကသူ့အတွက်ဘယ်တော့မှအရေးမကြီးကြောင်းပြောပါတယ်ရုပ်တရက်သတင်းထောက်တွေပေါ်လာပြီးကင်မရာတွေကနေရာတိုင်းမှာလင်းလက်နေမှာတော့လေဒါပေမဲ့အခြေအနေတွေထိမနိုင်သိမနိုင်ဖြစ်လာခင်မှာအာယာနီရဲ့တင်ငယ်ချင်းတွေကားတစ်စီးနဲ့ရောက်လာပြီးသူတို့နှစ်ယောက်ကိုခေါ်သွားခဲ့ကြပါတယ်သူတို့တိုက်ရိုက်ဆူကာဟီယချန်စီဦးတည်ခဲ့ပြီးအာယာနီရဲ့မိဘတွေကလူထီစွာကြိုဆိုခဲ့ကြပါတယ်ခြံထဲမှာအရာအားလုံးနောက်ဆုံးတော့တည်ငြိမ်သွားပါတယ်ဂယုစိုက်တဲ့သူတွေဝင်းရံနေတာကြောင့်အာယာနီတည်ငြိမ်မှုကိုပြန်လည်ခန်းစားရပါတယ်သူမနဲ့သူမရဲ့တင်ငယ်ချင်းတွေကြားကတန်ရွှဲစဉ်ကလည်းဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပါတယ်နောက်ပိုင်းဗီဒီယိုကြည့်နေတော့တိုက်ရိုက်သတင်းစာရှင်းလင်းပွဲတစ်ခုပေါ်လာပါတယ်ဖူဂျီရှီယိုကတာကိုမီရဲ့ပရိသတ်တွေအပါအဝင်ပတ်သက်သူအားလုံးကိုတောင်းပန်ခဲ့ပါတယ်သူမကတာကိုမီကိုသူမရဲ့အသက်မွေးဝမ်းကြောင်းအလုံးမှာကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့သူမကခက်ခဲတဲ့အချိန်တွေမှာသူ့ကိုကူညီဖို့အတွက်သူ့အနားမှာရှိနေခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒီသတင်းထုတ်လွှင့်မှုပြီးတဲ့အခါတာကိုမီကခြံထဲကနေတိတ်တဆိတ်ထွက်သွားခဲ့ပါတယ်ရဲ့အနေငယ်ကြားတဲ့အခါသူနဲ့အာယာနီတို့တကယ်ကိုထူးညစာစားဖို့တဲ့စားတော့ဆိုင်မှာပြန်ဆုံကြပါတယ်အဲ့ဒီမှာအာယာနီကဖူဂျီရှီယိုရဲ့တတိကိုအားကျကြောင်းအမှန်တိုင်းပြောပြပေမဲ့သူမကတော့အဲ့ဒီလောက်ထိတာမာမှုမရှိသေးကြောင်းဝန်ခံပါတယ်ဒါပေမဲ့သူမကတာကိုမီကိုသူမရဲ့တကယ်ခန်းစားချက်တွေကိုမဖော်ထုတ်ခင်မှာတာမာလာဖို့ကြိုးစားပါတယ်အာယာနီကအချိန်တန်လို့သူမအစင်တင်ဖြစ်တဲ့အခါသူ့ကိုရှာပြီးဒီချာပေါက်ဖွင့်ပြောမှဖြစ်ကြောင်းကတိပေးပါတယ်တာကိုမီကနူးညံ့တဲ့အပြုံးနဲ့နားထောင်ပြီးသူမကိုစောင့်ဆိုင်ဖို့သဘောတူခဲ့ပေမဲ့သူမကိုတိတ်အကြကြီးတော့မဆောင်ခိုင်းဖို့နူးညံ့စွာတောင်းဆိုခဲ့ပါတယ်ဆက်လန်ကတော့ဒါပါပဲဒါကြောင့်ဒီဆက်လန်ရဲ့တင်ခန်းစာကတော့ဘယ်လိုဆူမွန်တပန်းပွဲကအိုဟစ်တန်ဒါမှမဟုတ်ပြုတ်ကျလာတဲ့ဗုဒ္ဓရုပ်ပွားတော်ကမှတင်းရဲ့နေ့ရက်ကိုမဖျက်ဆီးပါစေနဲ့ဘာကြောင့်လဲဆိုတော့ဘာပဲဖြစ်ဖြစ်တင်းဟာဝင်းပလာမယ်ယောဂကျင့်တက်လာမယ်ချောကလက်ကိုအစွမ်းကုန်စားမယ်ပြီးတော့တင်းကိုမုန်းတီးသူတွေကိုထားရစ်ခဲ့ပါလိမ့်မယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်အညွှန်းတွေကိုကြည့်နိုင်ဖို့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးအစီအပြေကြပါစေခင်ဗျာ